အော်တိုဘာလာဟာမေရော့ခေမိုင်ဆေဘဒီလာဖြစ်ပါတယ်။အော်ဟာမင်ဂျီလီယိုအရှင်သူမြတ်ကဒီအော်တိုဘာလာမှာတက်လီဘာတာဝင်တိုင်းတက်လီဘာတာဒူမီတာဆူတိုင်းစိတ်ဒီစိတ်ပြီးမှဒီမှာပဲကဘာတော်လုံးမှာရှိတဲ့ကလေးသူငယ်တသန်းဟာကဘာမြေတည်ငြိမ်ချမ်းဖို့အတွက်စီလုံးညီညွတ်ဖို့အတွက်စိတ်ဒီစိတ်ဆူတောင်းကြမှာဖြစ်ပါတယ်။ဒီမှာဒါကြောင့်ကျွန်တော်တို့အားလုံးဒီလည်းပဲဒီဖြစ်ကင်းစင်တဲ့ချစ်စရာကောင်းတဲ့ဒီကလေးသူငယ်တွေနဲ့အတူကဘာမြေတည်ငြိမ်ချမ်းဖို့အတွက်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံငြိမ်ချမ်းဖို့အတွက်ကျွန်တော်တို့ကြားပြည်နယ်ငြိမ်းချမ်းဖို့အတွက်မီတာဆူတိုင်းဘာသာတူတိုင်းအတူတကွဆွတောင်းကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်